ဒီတင်ဆက်မှုမှာတော့တင်မောင်မြတ်ရဲ့ခေတ်စကားပေကိုစကလုံးတိုင်းအစီအစဉ်အတိုင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ကိုလိုနီခေတ်ကတိပံမောင်ဝါလို့လူဒီများရဲ့တင်မောင်မြတ်ရေးသားခဲ့တဲ့ဒီတွတ်တာစာပေကိုအတူတူလေ့လာကြည့်ကြရအောင်ပါ။ ကဲဒီစာပေရဲ့ရည်ရွယ်ချက်နဲ့ဆက်လိုက်ကြရအောင်ရည်ရွယ်ချက်ကတော့ခေတ်နဲ့ဒီထွန်းဆန်းတက်ခြင်းရဲ့တဘာတဘာဝတွေကိုအသွေးမြင့်နဲ့တကွအတိပေးလို့ချင်းပဲဖြစ်ပါတယ်ဆိုတော့ဒီရည်ချက်အတိုင်းပဲအခုခေတ်ရဲ့တဘောတဘာဝနဲ့ဒီထွန်းဆန်းတက်ခြင်းရဲ့တာတကားတွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြပါမယ်ပထမဆုံးအနေနဲ့ခေတ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကနေစလိုက်ကြရအောင်ခေတ်ဆိုတဲ့စကားလုံးဟာပါဠိစကားခေတ္တကနေဆင်းသက်လာတာပါအဓိပ္ပာယ်ကတော့ယခုလို့ဆိုလိုပါတယ်။ဒါကြောင့်လဲခေတ်ခဏယခုဆိုတဲ့စကားလုံးတွေဟာညီကိုဝမ်းခွဲတွေဖြစ်ကြတယ်လို့ဆိုနိုင်ပါတယ်။ခေတ်နဲ့ပတ်သက်ပြီးနောက်ထပ်စကားလုံးနှလုံးရှိပါတယ်။အဲ့ဒါကတော့ခေတ်စားတယ်နဲ့ခေတ်ဆိုင်တယ်ဆိုတာပါပဲ။ဘလို့ကွာလဲဆိုတော့ခေတ်စားသည်ဆိုလိုက်ရင်တစုံတစ်ခုသောအရာကိုယခုခဏလေးတွင်ထင်ပေါ်၍လူအကြိုက်များနေသည်ကိုဆိုလိုလေသည်။ခေတ်ဆန်သည်ဆိုလိုက်ရင်ယခုကာလနှင့်ဆိုင်သောအရာအမျိုးမျိုးကိုနှစ်သက်ခြင်းကိုဆိုလိုလေသည်။အဲ့ဒီတော့ခေတ်ဆန်တဲ့ဆိုတဲ့စကားလုံးရဲ့သဘောတဘာဝကိုဆက်ကြည့်ရအောင်ဒီစကားလုံးထဲမှာလေ၎င်းစကားတွင်ပကာဇနာအလေးလဲပါ၏မခင်ကျင်သောအရာလေးလဲပါ၏အညွတ်သက်ခြင်းသောအရာလေးလဲပါ၏ခေတ်ဆန်တဲ့ဘူရီများလာတဲ့အခါမှာခေတ်မမီတော့တဲ့ဘူရီအတွက်အနေရခက်လာပုံကိုဒီလိုရေးဖွဲ့ထားပါတယ်ဟင်သားများအကြိုင်တွင်ကြီးတကောင်ကဲ့သို့ပြီးတော့ကြီးကားများအကြတွင်ဟင်သားတကောင်ကဲ့သို့မတင်တဲ့ဘူးပေါ့နောက်ဆုံးတော့အများစုနောက်ကိုလိုက်ကြရတာပါပဲအဲ့ဒါကိုတော့မကြာမီမိုခါရီတောက်ကြရကုန်၏လို့ဆိုပါရဲ့နောက်ဆုံးမှာတော့ဘလို့ဖြစ်သွားလဲဆိုရင်မိသူမဆိုခစ်ဆန်တင်တီးဟူသောအရှင်ဤကျွမ်းဖြစ်သွားကြလာပါပဲဒါပေမဲ့ခစ်ဆန်သားတိုင်းကရောကောင်းရဲ့လားစာရေးသူကတော့ဒီလိုဆိုပါတယ်မကောင်းသောအကျိုးရုပ်သောခစ်ဆန်ခြင်းဖြစ်စေကမူတစုံတစ်ယောက်ကစတင်လိုက်ရင်လူအများလိုက်ပါလာလေသည်ခစ်ကထူးဆန်းအံ့တော်ဖယ်ကောင်းလေဆိုဥပမာအနေနဲ့အဲ့ဒီခေတ်ကအမျိုးသမီးတွေတဲ့ဆန်စုစံပင်တုစံထုံးကြီးတွေကိုကြည့်ပြီးတော့ခေတ်ကတင်ကိုကြည့်ပြီးဆိုလို့ဆိုပါနောက်ပြီးအမျိုးမျိုးပြောင်းလဲနေတဲ့အင်ဂျီလုံးကြီးတွေဘဝယူကိုကြည့်ပြီးတော့လဲအဝိရောင်းစုများနေရကြပီဤတကားလို့ဆိုပြမှာရဲ့ဒီလိုဆိုရင်မကောင်းတဲ့ခေတ်ဆန်ခြင်းတွေကိုဘယ်လိုကင်တယ်မလဲဒါစီလို့ရောက်နိုင်ပါမလားဒီအပေါ်မှာအမြင်ကိုဒီလိုဥပမာပေးထားပါတယ်မင်းရဲ့အပြင်းအထန်စီစဉ်နေသည့်ကိုတာတမန်ပိတ်ကာတားစီခြင်းထက်အခြားဘက်ကမြောင်းတူး၍ပေးခြင်းကလွယ်ကူတကယ်တူတယ်ဆိုလိုတာကတော့မကောင်းတဲ့ခေတ်ရည်စီးကြောင်းကိုပိတ်ပင်တားဆီးနေမဲ့အစားကောင်းတဲ့ဘက်ကိုလမ်းကြောင်းလွှဲပေးဖို့ပါပဲဒီအသွေးခေါ်ကိုပဲစာရေးအသားနဲ့လဲဆက်ပြထားပါတယ်စာရေးအသားတွင်လဲခေတ်ဆန်ခြင်းလီမကောဖြည်းဖြည်းချင်းကိုနောင်ရ၏ဆိုပြီးတော့ပေါ့ဒါကြောင့်မို့လို့နောက်ဆုံးမှာမေခွန်းတစ်ခုနဲ့အဆုံးသတ်ထားပါတယ်အဲ့ဒါကတော့ကောင်းသောခေတ်ဆန်ခြင်းကိုသာထိထွန်းတင်သည်လား